ပြီးတော့ကျွန်တော်တို့အောင်းလေးရှိမယ်ဒါကျွန်တော်တို့ပြောင်းလာကြာပြီဖြစ်တဲ့အောင်းပေါ့နော်ကျွန်တော်စီအစ်စ်ပြန်ဝင်လာတယ်အောင်း24ကို 3.6 kWမင်္ဂလာပါခင်ဗျာကျွန်တော်21ရက်10လပိုင်းအတွက်ကျွန်တော်တို့ update ကျွန်တော်တို့ site မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ price list လေးတွေကိုကျွန်တော်ပြပြပေးဖို့ပေါ့နော်ကျွန်တော်နဲ့ group like ခဲ့ပေးပါခင်ဗျာဟုတ်ကဲ့ဒါကျွန်တော်တို့ပထမဦးဆုံးစပြီးတော့မြင်ရမှာကဒါ Roman ပေါ့နော် Roman 48 volt 6 kW ဒီကောင်လေးဆိုလို့ရှိရင်အမက2နှစ်ပေးရမယ် Wi-Fi ပါမယ်ကျွန်တော်တို့ solar 8ချက်လောက်ချိန်လို့ရမှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့16သိန်းနဲ့ပြီးတော့သူနဲ့ တွဲဖို့က Roman 51.2 volt 200Hဒီကောင်လေးဆိုလည်း EV ဆက်သုံးထားပေးတာအမက9နှစ်အပြည့်ရမယ်ဒီကောင်လေးဆိုလို့ရှိရင်350အတိပေါ့နော်ပြီးတော့ကျွန်တော်တို့ Sunny Solar 48 volt 6.5 kW ရှိမယ်ဒီကောင်လေးဆိုအမက2နှစ်ပေးရတယ်ဒီကောင်လေးက16သိန်းအတိ top 51.2 volt 300Hဒီကောင်လေးကိုဆိုလို့ရှိရင်ကျွန်တော်တို့ Amagan 5 year 3+2 ပေးရတယ် display ပါမယ် Wi-Fi Bluetooth ပါမယ်ပေါ့နော်ဒီကောင်လေးက69သိန်းပြီးတော့ကျွန်တော် i10 အရန် hot ဖြစ်နေ i10 ပေါ့နော် i10 48 volt 6 kW ဒီကောင်လေးက16သိန်း5000 Amagan 3နှစ်အပြည့်ပေးမယ်3နှစ်အတွင်းမှာတခု error ဖြစ်ခဲ့ရင်အလုံးတင်နဲ့ပြန်ပြီးချိန်မိမယ် Solibo ကျွန်တော်တို့ကိုပိုင် brand 51.2 volt 300AH Hithian cell ကိုသုံးထားပေးတယ် Amagan 5 year fully ပေးမယ် life cycle 8000 90% TOD အဲ့ကောင်လေးကိုလက်ရှိဝယ်မယ်ဆို69သိန်း5000နဲ့ရမယ်ပြီးတော့ less power function ပိုင်းအရန်ကောင်းတယ် setting စုံတယ်ဒါဒီကောင်လေးဆိုလို့ရှိရင်16သိန်း5000နဲ့ရမယ်အမကတစ်နှစ်ပေးမယ်ပြီးတော့ shutdown sun grade 2 ကျွန်တော်တို့ 280AH ဒီကောင်လေးကိုကျွန်တော်တို့89သိန်းနဲ့ရမယ်အမက5 year 3+2 ပေးမယ် CCS system သုံးထားပေးတယ်အော်ဈေးသက်သာဆုံး brand ပဲလက်ရှိကျွန်တော် promotion အများကြီးပေးထားမယ်48ကို 6.2 kW ကိုမှကျွန်တော်တို့73သိန်းအတိနဲ့ရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကောင် chassis ချိန်မယ် chassis ကတော့85 Amagan 5 year 3+2 ပြီးတော့ on 11 kW on 11 kW ဆိုလို့ချင်းကျွန်တော်တို့ကြီးသုံးတဲ့ customer တွေ industrial တွေသုံးနေတာအိမ်သုံးစက်မှုလုပ်ငန်းအသေးစားတွေသုံးနေတဲ့ customer တွေအတွက်ကိုအဆင်ပြေတယ်28သိန်းပဲရှိမယ် Amagan 2 year ပေးရတယ်ပြီးတော့ prime EV cell ကိုသုံးထားပေးတယ် Amagan 5 year fully ရမယ်85သိန်းပြီးတော့ကျွန်တော်တို့ prime chassis ဒီကောင်ကကြတော့ fan type 6 kWလုံးဝ fan တန်တွေပါလုံးဝမရှိဘူး Amagan 5 year fully ပေးမယ်ဈေးနှုန်းကတော့39သိန်းနဲ့9000ကျွန်တော်တို့အခု promotion special ပေးထားတဲ့ကောင်လေး shutdown sun 51.2 volt 300AH ဒီကောင်လေးကို Amagan 5 year 3+2 ရမယ်ဈေးနှုန်း65သိန်းအတိနဲ့ရမယ် shutdown sun brand ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရဲ့48 volt 12 kW single phase လေးရှိမယ်ဒီကောင်လေးကတော့85သိန်း Amagan 5 year fully ရမယ် Vitor sun Amagan 5 year fully ဒီကောင်လေးကို69သိန်းပြီးတော့ကျွန်တော်တို့ grow work ရှိမယ် grow work ကတော့16သိန်း Amagan တစ်နှစ်ပြီးတော့ကျွန်တော်ကတ်တယ်တွေပြန်ရောက်ပြီ CAT ရဲ့ 51.2 volt 320AH 58သိန်းကျွန်တော် grow work နဲ့ကတ်တယ်ဆိုလဲ package လေးတွေရှိတယ်သိကျင်တဲ့ဒီ package အသေးစိတ်လေးသိကျင်တဲ့ဆိုတော့ကျွန်တော်တို့ phone number တွေကိုစုံစမ်းလို့ရတယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်တစ်လုံးချင်းနေဈေးတွေပဲပြပြပေးပါမယ်ဒီကောင်58သိန်းဒီဘက်မှာကျတော့ကျွန်တော်တို့တွဲဖို့လေးတွေရှိမယ် Sun Solar တွဲဖို့ 1.2 kW ဒီကောင်လေး6သိန်း5000 battery အနေနဲ့အောက်မှာ DS ရှိအောင်မယ် DS 51.2 volt 100AH လက်ရှိလောပပပဲသုံးမယ်နောက်ပိုင်းထပ်တိုးမယ်ဆို customer တွေအတွက်အဆင်ပြေမယ်ဒီကောင်လေးကို33သိန်းနဲ့ပေးမယ် original 33သိန်းကိုပြီးတော့ top 12.8 volt 230AH ရှိမယ်ဒါအိမ်သုံးအတွက်တော်တော်အဆင်ပြေတဲ့ကောင်လေးဒီကောင်လေးဆို14သိန်း5000ပဲရှိမယ် Amagan 5 year 3+2 ပေးမယ် Bluetooth ပါမယ် display ပါမယ်ပြီးတော့လုံးဝ lighting လောက်ပဲသုံးနေတဲ့ချစ်မိတ်ဆွေတွေအတွက်ကျွန်တော်တို့ shutdown sun 12.8 volt 100လေးလည်းရှိမယ်ဒီကောင်လေးဆို8သိန်း8000 Amagan 5 year 3+2 ပြီးတော့လုံးမများသုံးမယ်တွဲဖို့သုံးမယ်ဆိုလို့ရှိရင် Sunny Solar ရှိမယ် 12.8 volt 300AH 21သိန်း Amagan 5 year 3+2 ပြီးတော့ကျွန်တော်တို့ inverter အနေနဲ့ Sunny Solar 24 volt 3.5 kW ရှိမယ်9သိန်း5000 Amagan တစ်နှစ်ရမယ်ပြီးတော့ top 25.6 volt 300AH ဒီကောင်လေးဆိုလို့ရှိရင်35သိန်း Amagan 5 year 3+2 display ပါမယ် Bluetooth ပါမယ်ပေါ့နော် RPD cell ကိုသုံးထားပေးတယ်ပြီးတော့ Roman လေးရှိမယ် Roman 24 volt 3.5 kW ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့9သိန်း5000ပဲ Amagan 2 year ပေးမယ် Wi-Fi ပါမယ် Wi-Fi ချိန်လို့ရမယ်ပေါ့နော်ပြီးတော့ shutdown sun 25.6 volt 300A လေးရှိမယ်ဒီကောင်လေးဆိုလို့ရှိရင်36သိန်း RPD cell ကိုပဲသုံးထားပေးတယ် Amagan 5 year 3+2 service အရန်ကောင်းတယ်ပြီးတော့ကျွန်တော်တို့ on လေးရှိမယ်ဒါကျွန်တော်တို့ပြောင်းလာကြာပြီဖြစ်တဲ့ on ပေါ့နော်ကျွန်တော်စီအစ်စ်ပြောင်းဝင်လာတယ် on 24 volt 3.6 kW MPPT controller နဲ့ဒီကောင်လေးဆိုလို့ရှိရင်လည်း9သိန်း5000ပဲ Amagan 1 yearပြီးတော့ကျွန်တော်တို့24 volt ထဲမှာ power ကြီးမဲ့ Roman 4.2 kW ရှိမယ်10သိန်းအတိနဲ့ရမယ် Amagan 2နှစ်တိပေးတယ်အရန်တန်တယ် 4.2 မှာ10သိန်းနဲ့ရမယ်ပြီးတော့အားလုံးတည်တဲ့ CAT ရဲ့ 25.6 volt 320ဒီကောင်လေးကို34သိန်းနဲ့ရမယ် Amagan 5 year 3+2ဒီကောင်လေးတွေကိုလိုချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့
ဖုန်းနံပါတ်တွေFacebook page Messenger တွေပေါ့နော်အဲ့ကောင်လေးတွေကတဆင်ဆက်သွယ်ပြီးတော့မှာယူပေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးလည်းတာလှပတော့နေလေးဖြစ်ပါသည်ခင်ဗျာ